အားလုံးပဲမင်္ဂလာပါ EcoFlow ရဲ့ Raven 3 Power Station တစ်လုံးကဘယ်လောက်အထိအသုံးပြုလို့ရတယ်လဲဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ပါဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ရှေ့မှာမြင်နေရတဲ့ပစ္စည်းကဒါ EcoFlow ရဲ့ Raven 3 Power Station ပဲဖြစ်တယ်သူ့ရဲ့ design ကတော့မြင်တဲ့အတိုင်းပဲလုံးဝပပချက်လေးပေါ့နော် portable power station အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ကောင်လေးကိုကျွန်တော်တို့သုံးမယ်ဆိုရင်ဘယ်လောက်အထိအသုံးပြုလို့ရတယ်လဲ။ဘယ်လိုမျိုးနည်းပညာတွေအသုံးပြုထားလဲဆိုတာကိုဒီဗီဒီယိုဖိုင်ထဲမှာပြောပြပေးသွားဖို့ရှိပါတယ်။ဒါကတော့ကဘာကျော် brand တစ်ခုလည်းဖြစ်တဲ့ EcoFlow ရဲ့ Raven CD တွေထဲကမှနောက်ဆုံးထွက်ရှိထားတဲ့ Raven 3 station အမျိုးအစားပဲဖြစ်ပါတယ်။ inverter အနေနဲ့က300 watt ပါတယ်။ဘက်ထရီ watt hour အနေနဲ့က245 watt per hour အထိပါတယ်ပေါ့နော်ဘက်ထရီကတော့ Lipo 4 ဘက်ထရီကိုအသုံးပြုပေးထားတယ်ဒီ power station တစ်လုံးကတက်တန်းအနေနဲ့ဘယ်လောက်အထိအသုံးပြုလို့ရလဲဆိုတော့10နှစ်တက်တန်းလောက်အထိကိုကောင်းကောင်းအသုံးပြုလို့ရတဲ့အမျိုးအစားလည်းပဲဖြစ်ပါတယ်အဲ့တော့300 watt station ဖြစ်တဲ့အတွက်300 watt အတွင်းရှိတဲ့ပစ္စည်းတွေအတော်များများကိုအသုံးပြုလို့ရတယ်ဘာတွေသုံးမလဲဆိုရင်ကျွန်တော်တို့ TV တွေကြည့်လို့ရမယ်ပန်ကာတွေသုံးလို့ရမယ် air cooler တွေသုံးလို့ရမယ်laptop တွေသုံးလို့ရမယ်ဖုန်းအားသွင်းတာတွေသုံးပြုလို့ရမယ်